လူတွေရဲ့စွမ်းအားတတ္တိသည်လူတွေရဲ့တဏ္ဍာမှာရှိလူတိုင်းဟာတကယ်ကိုစစ်မှန်တဲ့အရေးချင်းဟာမိမိတို့ကိုယ်တိုင်ရဲ့တဏ္ဍာမှာသာရှိတယ်ဆိုတာကိုမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းမှတ်သားထားဖို့လူတိုင်းမှာအစွမ်းတတ္တိတွေရှိနေကြတာဖြစ်တယ်ထိုအစွမ်းတတ္တိတွေကိုထက်မြက်အောင်လေ့ကျင့်ပေးခြင်းအဖြစ်လူတွေဟာထူးချွန်တဲ့ပုဂ္ဂိုလ်အနေထားမျိုးကိုရောက်နိုင်ကြတယ်ဆိုတာလူတိုင်းဟာလက်တွေ့အနေနဲ့ပြောဖရာလောင်းနေဆိုတာငကိုကတာမန်လူတူမြတာဖြစ်တယ်ကြီးမားတဲ့ရည်ရွယ်ချက်ကြိုးစားအထောက်မှုဆိုတဲ့လုံလဝိရိယပြင်းပြတဲ့စိတ်ဆန္ဒလေးနဲ့အများကျိုးကိုကတင်မယ်ဆိုတဲ့ရည်စူးချက်နဲ့လေ့ကျင့်ပြီးတော့ယူလိုက်တဲ့အခါမှာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်အဖြစ်ကိုရောက်ရှိသွားတာဖြစ်တယ်အားလုံးပုဂ္ဂိုလ်တွေဟာလည်းထို့တူပဲမိမိတို့တဏ္ဍာမှာရှိတဲ့အရည်ချင်းကိုမြင့်တင်ပေးခြင်းအဖြစ်တဏှာမှာချမ်းသာဒုက္ခရပြီးနောက်ဆုံးတဏှာကလွတ်ကင်းသွားနိုင်တဲ့ဆွမ်းဆောင်မှုမျိုးတွေကိုရရှိမှာပဲဖြစ်တယ်ပေါ့ဆိုလိုတာကလူတွေရဲ့အစွမ်းတတ္တိဆိုတာ internal လို့ခေါ်တဲ့ကိုယ့်ရဲ့အစ္ဆဒတဏ္ဍာမှာသာရှိတာဖြစ်တယ်ကံဆိုတာအကြောင်းတရားတစ်ခုအနေနဲ့သာမြတ်စွာဘုရားဟောတာကြီးပွားတိုးတက်မှုအတွက်ကံကိုမျှော်လင့်ဆောင်စားနေကြရမှာမဟုတ်ဘဲနဲ့လုံလဝိရိယရှိနဲ့အတိညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့လုပ်ကြရမှာဖြစ်တယ်ပေါ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမဟာဒီတိုင်းပဲတစ်ဖက်သားကိုအားကိုးရမှာမဟုတ်ဘူးလောကလူသားတွေဟာတစ်ဖက်သားကိုအားကိုးလို့တဲ့စိတ်တွေကြောင့်ကြော့ညံ့မှုတွေဖြစ်သွားကြမြတ်စွာဘုရားကမလုံးတင်တာနဲ့လုံးတင်တာခွဲခြားဟောတယ်အကျိုးရှိတာနဲ့မရှိတာဟိတနဲ့အာဟိတခွဲခြားဟောတယ်အဲ့ဒီခွဲခြားဟောတဲ့အတိုင်းဟိတကိုလှုံ့ဆော်တာတို့အာဟိတကိုရှောင်တာတို့ဆိုတာမိမိကိုယ်တိုင်လုပ်ရတဲ့ကိစ္စတွေသာဖြစ်တယ်မြတ်စွာဘုရားရဲ့ဆောင်ရွက်မှုဟာမိဘဆရာတဦးရဲ့ဆောင်ရွက်မှုမျိုးသာဖြစ်တယ်လုပ်ရမှာကမိမိကိုယ်တိုင်သာလျှင်ဖြစ်တယ်ဒါကြောင့်မို့ဘုရားတရဏဂိသာမိဘုရားကိုကိုးကွယ်ပါတယ်လို့ဆိုတာဟာဘာလို့ရမယ်ဘာမလို့ရဘူးဆိုတာသိဖို့အတွက်ကိုးကွယ်ပြီးသိရှိပြီးတဲ့နောက်ကျရင်အတ္တဟိအတ္တနောနာထောမိမိဒီသာလည်းမိမိရဲ့ကိုးကွယ်ရာဖြစ်တယ်အဲ့တော့ကိုယ်ကိုယ်တိုင်ကြိုးစားရမှာလို့ဆိုလိုတယ်အလုပ်တစ်ခုကိုကိုယ်ကိုယ်တိုင်လုပ်ရ